အားလုံးပဲမင်္ဂလာပါရှင်ဆရာမဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာလေးရတော့ဗောနော်ကိုယ့်ရဲ့ဘဝမှာပြည့်စုံခြင်းနေအေးချမ်းခြင်းနေလိုချင်တာတွေမှန်သမျှကိုလွယ်လွယ်ကူကူရရှိခြင်းတွေကိုကြုံဆုံစေနိုင်ပြီးတော့ရှေ့ဘဝပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေများရင်များသလောက်ကိုအဲ့ဒီအကျိုးခံစား권တွေတက်ရောက်စေမယ်နဲတယ်ရှေ့ဘဝကုသိုလ်ကောင်းမှုကနဲနေတယ်ဆိုလို့ရှိရင်လေဘဝအေးချမ်းချမ်းနဲ့ပြည့်ပြည့်စုံစုံရှိနေမှာဖြစ်တဲ့နံပါတ်တွေလေးအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒီနံပါတ်တွေလေးကတော့9665565656ဆိုတဲ့နံပါတ်လေးကမိတ်ဆွေရဲ့ဖုန်းနံပါတ်ထဲမှာပါနေပြီဆိုတော့ဒါမိတ်ဆွေကစိတ်အေးချမ်းပျော်ရွှင်မှုပြည့်စုံမှုကိုခံစားရရှိစေမှာပဲဖြစ်တယ်ပေါ့နော်ဒါမှဆရာမဒါပေမဲ့ဆရာမအမြဲပြောနေကြအတိုင်းပဲပေါ့နော်ကိုယ့်ရဲ့ကျန်တဲ့ဖုန်းနံပါတ်ကိန်းဂဏန်းတွေကလည်းကိုယ့်အတွက်ကိုကောင်းနေအောင်မှကိုယ့်အတွက်ကိုအကျိုးပေးကဏ္ဍဖြစ်နေအောင်မှအဲ့တော့ကိုယ့်ရဲ့တနေ့လိုက်အင်္ဂါဒီခုနှစ်တက်ကရဲ့အကြောင်းအရာတွေနဲ့လည်းညီညွတ်မှသာလေကိုယ့်အတွက်ကိုဆရာမပြောရတဲ့အကျိုးခံစား권အကောင့်တွေကိုရရှိစေမှာဖြစ်ပါတယ်နော်။နောက်လေစိတ်ဝင်စားစရာနံပါတ်တွေလေးတွေကိုပြောပြပေးနေဦးမှာဖြစ်တဲ့အတွက်ဆရာမရဲ့ page လေးကို like and follow လေးပြုလုပ်ခဲ့ပြီးဖို့အတွက်မမေ့ပါနဲ့နော်။အားလုံးကျေးဇူးထူးထူးရှိပါတယ်ရှင်။